ဒန်ယာပဒနာရီကြောင့်2016ကမ္ဘာလားကိုလွဲချော်နိုင်ခြင်းရှိနေတဲ့ရိုနယ်ဒိုဘရန်ဒန်ဝဲမင်လာမြောင်စူဝါနနာမင်းအိုင်ဘက်ခွန်ရှိကောင်ဖိုင်ရမယ်ဗန်မန်အေချန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။လင်းနှစ်ချင်းကျင်းပတဲ့ကမ္ဘာလားမှာကစားမတဲ့ပါဝင်ရှင်ပြိုင်ခွင့်ရဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ကမ္ဘာလားဟာလင်းနှစ်ချင်းကျင်းပတဲ့ပြိုင်ပွဲဖြစ်တဲ့အပြင်ကမ္ဘာမှာရှိတဲ့ဘောလုံးသမားတိုင်းမက်ခွင့်ရနေတဲ့အိမ်မက်တစ်ခုဖြစ်တယ်လို့ကမ္ဘာလားစုကူနိုင်ဖို့ရလဲကစားမတဲ့ရဲ့နောက်ဆုံးအနိမ့်မှရီမန်းချက်လည်းဖြစ်ပါတယ်။ဒီလိုမျိုးအော်စာကြီးမားတဲ့ကမ္ဘာလားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ဆိုတာကလည်းကစားမတဲ့ရဲ့အိမ်မက်ဖြစ်တာကြောင့်ကမ္ဘာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ဆိုတာကလည်းလွယ်ကူတဲ့အနေအထားတစ်ခုတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကမ္ဘာလားဟာကနဦးလုံးကပြောခဲ့သလိုပဲ၄နှစ်ချိန်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။အဲဒီ၄နှစ်ချိန်ကျင်းပတဲ့အချိန်ဂိုက်တက်မှာမိနိုင်ငံကကမ္ဘာလားခြေစပွဲကိုအောင်မြင်နိုင်တဲ့အသင်းဖြစ်နေဖို့လိုအပ်တယ်လို့မိမိကိုယ်တိုင်ကလည်းအဲ့ဒီနှစ်မှာခြေစွမ်းပြသနိုင်ဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်။ဆိုလိုတာကအန်လီဟာလန်ရဲ့အဖြစ်ကိုပဲကြည့်ပါ။ဟာလန်ဟာပြီးခဲ့တဲ့နှစ်တွေတုန်းကအကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့ပေမဲ့2020ကမ္ဘာလားမှာတော့နော်ဝေအသင်းကခြေစွမ်းမအောင်မြင်ခဲ့တာကြောင့်ကမ္ဘာလားဝင်ရောက်ရှင်ပြိုင်ခွင့်နဲ့လဲချော်သွားခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ဟာလန်ရဲ့နော်ဝေအသင်းကလည်းခြေစွမ်းအောင်မြင်ခဲ့တယ်လို့ဟာလန်ဟာလည်းအကောင်းဆုံးအနေအထားကိုရောက်ရှိနေတာကြောင့်2016ကမ္ဘာလားကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်အဆင်သင့်နေတာဖြစ်နေပါပြီ။နောက်တစ်ကတော့နေမောရဲ့ဘရာဇီးအသင်းကလည်းဒီနှစ်မှာကမ္ဘာလားခြေစွမ်းကိုအောင်မြင်ထားပြီးသားအသင်းဖြစ်နေပါတယ်။ဒါပေမဲ့အားလုံးသိတဲ့အတိုင်းနေမောဟာဒန်ယာပြဿနာနဲ့ရုန်းကန်နေရပြီးလက်ရှိဘရာဇီးအသင်းရဲ့လူစင်းထဲမှာတော့ရွေးချယ်ခံရမလားစိုးရိမ်နေရတဲ့အနေအထားတွေဖြစ်နေပါတယ်။ဒါကြောင့်ကမ္ဘာလားမှာပါဝင်ရှင်ပြိုင်ခွင့်ရဖို့ဆိုတာကတောင်ဖုံးကန်နေတော့မဟုတ်ပါဘူး။ဒီလိုဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ခက်ခဲတဲ့ပြိုင်ပွဲမှာအချိန်များဆုံးရှင်ပြိုင်ထားတဲ့ကစားမတွေလည်းရှိပါတယ်။ဒီကတော့အားလုံးသိတဲ့အတိုင်းခရစ္စတီယာနိုရိုဒိုပဲဖြစ်ပါတယ်။ခရစ္စတီယာနိုရိုဒိုဟာ2006ခုနှစ်ကနေစတင်ပြီးပြီးခဲ့တဲ့2022ခုနှစ်အထိကမ္ဘာလားကို9ချိန်စတိုက်ဝင်ရောက်ရှင်ပြိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီ2016ကမ္ဘာဟာသူ့ရဲ့ကစားမဘွားတစ်ချောင်း6ချိန်မြောက်ကမ္ဘာလားဖြစ်လာမှာဖြစ်ပြီးဒါအားကစားသမိုင်းမှာဘယ်သူမှလုပ်ဖူးခဲ့တဲ့မှတ်တမ်းဖြစ်ပါတယ်။ဒါပေမဲ့ရိုဒိုအနေနဲ့ဒီမှတ်တမ်းကိုရေးထိုးနိုင်ဖို့အတွက်ခက်ခဲတချို့တော့ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ရိုဒိုဟာလာမယ့်ဇွန်လထဲမှာကျင်းပမယ့်ကမ္ဘာလားပြိုင်ပွဲမှာဘော်ဒီဂီတင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ဖို့အတွက်အခွင့်အရေးရှိထားပေမဲ့လည်းဒန်ယာပဒနာရီကြောင့်လွဲချော်သွားနိုင်ွယ်ရှိနေတာဖြစ်ပါတယ်။ရိုဒိုဟာပြီးခဲ့တဲ့မန်ချက်စတာရဲ့နေ့ကစားခဲ့တဲ့ FR နဲ့ပွဲစဉ်မှာပွဲချိန်မိနစ်80မှာတကောက်ကျော်တဲ့အားကြောင့်လူစားလဲခံနိုင်ရပါတယ်။ကနဦးလုံးကရိုဒိုအနေနဲ့2ပတ်3ပတ်လောက်ပဲနောက်ရမယ်လို့သတင်းတွေထွက်ခဲ့တာကြောင့်အရှိလေပိုင်းပဋိပက္ခတွေရှိတဲ့ကြားထဲမှာတော့သူကဆော်ရီမာနေပြီးတော့သူ့ရဲ့တူနေချစ်သူဂျော်ဒီနာနဲ့တာသမီ9ယောက်ကိုတော့မက်ထရီမျိုးကိုပို့ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့မန်ချက်စတာ9ရက်နေ့ကစစ်ဆေးခဲ့တဲ့ဓာတ်မှတ်မှတ်တမ်းတွေမှာတော့ဘယ်လိုတကောက်ကျော်ချိန်ရတာဟာထင်ထားတာချက်ပို့ပြီးတော့ဆိုးရနေကြတာဖြစ်ပါတယ်။ဘယ်လောက်ထိကြောင်အနားရမလဲဆိုတာကိုတော့တိတိကျကျမသိရသေးပေမဲ့ဘယ်လိုကတော့မက်ထရီမျိုးကိုပြန်ပြီးတော့ကိုပိုင်ကုထုံးနဲ့ကုသမှုခံယူနေရပြီဖြစ်ပါတယ်။တကောက်ကျော်တရားဆိုတာကကစားမတယောက်အတွက်တော့ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ACN တရားလို့တင်စားကြမှာဖြစ်ပြီးရက်ဒိုလိုအမြန်ဆုံးအားကိုးတဲ့ကစားသမားတယောက်အတွက်ကတော့အိမ်ပန်ဆိုးလို့ထင်ရလို့ပဲပြောမှာဖြစ်ပါတယ်။ရက်ဒိုအနေနဲ့လက်ရှိနေထားမှာအနည်းဆုံးတစ်လကနေ3လဝန်းကျင်ထိအနားယူရနိုင်တယ်လို့တချို့ကခံမှန်းနေကြပါတယ်။တစ်လလောက်အနားယူရတာကပြဿနာမရှိပေမဲ့3လဝန်းကျင်ထိအနားယူရမယ်ဆိုရင်တော့ဂျွန်လာဒူရီယာဘက်မှာကျင်းပမယ့်ကမ္ဘာ့ပြိုင်ပွဲမှာရာလုံးပြည့်ကြန့်ခိုင်မှုနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ကခက်ခဲသွားနိုင်ပါတယ်။ဒီကြတာကတော့ရက်ဒိုအနေနဲ့လာမယ့်မတ်ချ်လာတွေမှာကစားရမယ်။ပေါ်တူဂီအသင်းရဲ့နိုင်ငံရေးရေးစဉ်ခြေစမ်းပွဲတွေကိုတော့လွဲချော်သွားွယ်ရှိနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားလဲပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။